information ကိုခေါ်တဲ့သတင်းအချက်အလက်ရဲ့သဘောတဘာဝဆိုတာဘာတွေဖြစ်မလဲအဲ့ဒီ information နဲ့ thinking နဲ့ဟာဘယ်လိုမျိုးချိတ်ဆက်မှုတွေရှိနေမလဲဟုတ်ကဲ့ပါကျမတို့ကကလေးတွေကို thinking skill တိုးတက်လာစေဖို့အတွက်သင်ကြားတဲ့အခါမှာကျောင်းသားကျောင်းသူတွေကိုဘယ်လိုသင်ကြားရမလဲဆိုတာကိုအရင်ဆုံးမလုပ်ဆောင်ခင်မှာthinking နဲ့ချိတ်ဆက်နေတဲ့အခြားသောအကြောင်းအရာတွေကိုကောင်းစွာသိနာလည်ဖို့လိုပါတယ်။အခုဗီဒီယိုမှာဆိုလို့ရှိရင်တော့ပထမဆုံး information နဲ့ thinking နဲ့ဟာဘယ်လိုမျိုးချိတ်ဆက်မှုရှိနေတယ်ဆိုတာကိုဆွေးနွေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်။ပထမဦးစွာ information အကြောင်းကိုရှင်းပြစေလိုပါတယ်။ပထမဆုံးကျမတို့ကအခုပုံမှာဆိုရင်ပြထားတဲ့အတိုင်းဆိုရင် section A မှာရှိတဲ့ကျောင်းသားတွေရဲ့အရက်နဲ့အလေးချိန်ကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဇာတ်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင် student 1ဟာအရက်အားဖြင့်168 cm ရှိပြီးတော့သူ့ရဲ့အလေးချိန်ဟာ68 kg ဖြစ်တာကိုတွေ့ရပါတယ်။ဒီအချက်ဒါကိုကျမတို့ကဘာလို့ခေါ်လဲဆိုရင် data လို့ခေါ်ပါတယ်။အဲ့ဒီ data တွေစုစည်းထားတဲ့ဒီဇာတ်ကိုကျမကနေပြီးတော့ဒါဟာsection A မှာရှိရဲ့ကျောင်းသားတွေရဲ့အရက်နဲ့အလေးချိန်ကိုဖော်ပြထားတဲ့ဇာတ်ဖြစ်ပါတယ်လို့ရေးသားဖော်ပြလိုက်မယ်ဆိုလို့ရှိရင်တော့ဒါဟာ information ဖြစ်သွားပါတယ်။အဲ့ဒီ information တွေနဲ့ thinking တွေဟာဘယ်လိုမျိုးဆက်စပ်မှုရှိပါသလဲ။ thinking ကတော့အဲ့ဒီ information တွေရဲ့နေရာကိုအစားထိုးလို့မရပါဘူး။ဒါပေမဲ့လည်း information ကတော့ thinking တွေရဲ့နေရာကိုအစားထိုးဝင်ရောက်တတ်ပါတယ်။ဘယ်လိုအခြေအနေမျိုးမှာ information တွေဟာ thinking နေရာကိုအစားထိုးဝင်ရောက်တတ်ပါသလဲ။ပြည့်စုံတဲ့ information တွေကိုရရှိမယ်ဆိုလို့ရှိရင်ဒီပြည့်စုံတဲ့ information တွေကလူတွေကိုစဉ်းစားတွေးခေါ်စရာမလိုဘဲနဲ့နေ့စဉ်လှုပ်ဆောင်တဲ့ပုံမှန်လှုပ်ဆောင်နိုင်တဲ့တွေးခေါ်မှုမလိုဘဲနဲ့ပုံမှန်လှုပ်ဆောင်နိုင်တဲ့အဆင့်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဥပမာအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အခုဆိုရင်ကားကမောင်းလာပါတယ်။အဲ့ဒီမောင်းလာတဲ့ကားဟာမီးပွိုင်းကိုရောက်တဲ့အခါမှာမီးနီသွားတာနဲ့ကားဟာရပ်လိုက်ပါတယ်။မီးစိမ့်သွားပြီဆိုရင်ကားဟာစတင်ထွက်ခွာလို့ရပါတယ်။ဒါဟာမီးနီမယ်ဆိုလို့ရှိရင်မီးပွိုင်းမှာမီးနီပြီဆိုရင်ကားရပ်ရမယ်။မီးစိမ့်ပြီဆိုလို့ရှိရင်ကားဟာထွက်ခွာလို့ရပြီဆိုတဲ့အကြောင်းအရာကိုဒီပြည့်စုံတဲ့ information တွေပေးထားတဲ့အတွက်ကြောင့်လူတွေဟာအဲ့ဒီဖြစ်စဉ်ပေါ်မှာthinking တွေးခေါ်စရာမလိုဘဲနဲ့လှုပ်ဆောင်နိုင်ပါတယ်။အဲ့ဒီလိုခါကြလို့ရှိရင်လူတွေဟာ thinking နဲ့ပြည့်စုံတဲ့ information တွေကိုမှားယွင်းသွားတတ်တဲ့အခါမျိုးတွေရှိတတ်ပါတယ်။ဒါပေမဲ့ကျမတို့လူသားတွေမှာအမြဲတမ်းပြည့်စုံတဲ့ information တွေဟာမရရှိနိုင်ပါဘူး။အဲ့ဒီခါကျမတို့မှာပြည့်စုံတဲ့ information တွေမရှိတော့တဲ့အခါမှာတော့လကခုလိုမျိုး21ရာစုနှစ်မှာ information တွေကအများကြီးဝင်လာနိုင်တယ်အများကြီးရလာနိုင်တယ်အဲ့ဒီရလာတဲ့ information တွေများပြားမှုတွေကကျမတို့ရဲ့ဆုံးဖြတ်ချက်ချမှုတွေကိုရှုပ်ထွေးမှုမဖြစ်သွားစေဖို့ခက်ခဲမှုတွေမဖြစ်သွားစေဖို့ရှောင်ရှားဖို့အတွက်ဆိုရင်ကျမတို့မှာမရှိမဖြစ်လိုအပ်တဲ့ skill တစ်ခုလိုအပ်ပါတယ်အဲ့ဒါကတော့thinking skill ဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ဒီရထားတဲ့ information တွေကိုအကောင်းဆုံးအသုံးပြုနိုင်တဲ့စွမ်းဆောင်ရည်လုပ်ဆောင်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ကျမတို့မှာ thinking skill မရှိမဖြစ်လိုအပ်မှာဖြစ်ပါတယ်ရှင်။ဒါဟာတော့ information နဲ့ thinking ရဲ့ဆက်စပ်ချက်ပဲဖြစ်ပါတယ်ရှင်။